Hello ဒီနေ့ကတော့ကျမတို့ day 3ပေါ့နော် day 3မှာဆိုလို့ရှိရင်ကျမတို့ခါအောက်ပိုင်းနေမှာရှိတဲ့အကျော်တွေတင်းနေရတဲ့အတွက်short ပေးတဲ့ဟာပေါ့နော်အဓိကကြောင့်ကျမတို့ပေါင်ကျော်တွေခါကျော်တွေတင်းနေရတွေကို short ပေးတဲ့လေ့ကျင့်ခန်းလေးကိုပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမနဲ့အတူအားလုံးပဲ like လုပ်ကြည့်ရအောင်ခြေထောက်လေးရှေ့ကိုဆက်ပြီးထိုင်ထားပြီ okay ပြီးရင်ဘယ်ဘက်ခြေထောက်လေးကွေးလိုက်အောင်ဒါလေးဒူးလေးကွေးမယ်လူလေးကွေးလိုက်ခြေထောက်လေးပေးမှချဟုတ်တယ်ကွေးတာလက်လေးနှစ်ဖက်ပုံမှပြီးဆက်မယ်ရှူသွင်းမယ်ဆက်ရှူထုံးမယ်ရှေ့ကိုကိုင်းပြီးရှော့ချလိုက်မယ်ရှော့ဖိချပြေးချင်းဆွဲပြီးထိထားပေးမယ်1 2 3 4 5 6 7 8 9 10လက်လေးပြန်ဆက်ပြီးမှပါရှူထောက်လက်ချပေးဦးချโอเคပေးနောက်တစ်ဖက်ချိန်မယ်ညာခြေထောက်လေးကွေးလိုက်ပေါင်ပေးနာမှာဒူးလေးချတာโอเคလက်လေးနှစ်ဖက်ဆက်ပြီးမှမယ်ရှူဆက်ထောက်ပြီးရှော့ချရှေ့ကိုကိုင်းပြီးရှော့ဖိချတာပြီ1ရှူသွင်းရှူထောက်2 3 4 5 6 7 8 9 10လက်လေးဆက်ပြီးပြန်မလက်လေးဘေးကိုပြန်ချရှော့နောက်တစ်ခေါက်ပြန်လုံးမယ်ဘယ်ခြေထောက်လေးပြန်ကွေးဒီနာမှာဟုတ်တယ်လက်လေးဆက်ပြီးမမယ်ရှူခါဆက်လက်ဆက်ထောက်ရှေ့ရှော့ချဖိချတာပြီဆွဲချ1 2 3ပေါင်ပေးကြောတွေခါကြောတွေ5 6 7 8 9လက်လေးပြန်ဆက်ပြီးမှမယ်ရှူပြန်ထုံးရှော့ချနောက်တစ်ဖက်ချိန်မယ်ကွေးရှူသွင်းအောင်ဆက်ရှူထုံးမယ်ရှော့ချဖိချတာပေးပါတက်ကိုပုံမှန်လေးရှူထုံး1 2 3 4 5 6 7 8 9 10လက်လေးဆက်ပြီးပြန်မပြန်ရှော့ချလိုက်ခြေထောက်နှစ်ဖက်စလုံးရှေ့ကိုဆန့်လိုက်ပါဆန့်လက်လေးနဲ့ဆန့်ထားပြီးမယ်ခါဆန့်လက်ဆန့်ထားပြီးဘေးတိုင်းကြည့်ရင်ထောင်းမှန်ပုံစံလေးတွေဖြစ်ပါမယ်ကြောလေးဖြောင်းထားပြီးမယ်လက်ကနှစ်ရွက်ဘေးနားမှာလုံးဝရှိနေမယ်လက်ကိုတော့ပုံမှန်လေးရှူသွင်းရှူထုတ်လေးနဲ့ထိန်းထားပြီးပါ1 2ရှူသွင်းရှူထုတ်3 4 5 6 7 8 9ရှေ့ကိုဖြည်းဖြည်းချင်းကိုင်းပြီးရှော့ခြေပြားလေးကိုဆွဲထိခေါင်းလေးမော့ထားပြီးသင်ကွာမေးစီလေးနဲ့ခြေထောက်လေးနဲ့ထိတဲ့သဘောထားပြီးဆွဲပေးတယ်နော်ဆွဲတာ1 2ကြောလေးဖြောင်းနှခိုင်းမကိုက်ထားနဲ့မကျိတ်နဲ့3မျက်နှာလေးရှော့4 5 6 7 8 9လက်လေးပြန်ဆက်ပြီးမှမယ်ရှူမယ်ဆက်ထုံးမယ်လက်လေးဘေးကိုပြန်ချโอเคနောက်တစ်ချိန်ရှူသွင်းလက်ဆက်မရှူထုံးမယ်ရှော့ချဖိချတာပြီ1 2 3 4 5 6 7 8 9 10ပြန်ရှူသွင်းမယ်မပြန်ထုံးရှော့ချဒူးလေးကွေခြေပွားနှစ်ခုပြည့်နဲ့ချင်းဆိုင်မယ်ဟုတ်တယ်ပေးချောက်လေးခါရအောင်ပေါင်ရည်ကနေခါပြင်းလေးခါချပေးပါခါလေးဆန်းပြီးတော့ဒါဆိုရင်ပေါင်တွင်းကြောတွေတင်မစုံကြောတင်မခွက်ကြောတင်းတာတွေအတွက်ပြင်းလေးခါချရှူသွင်းရှူထုတ်လေးနဲ့မျက်လုံးလေးမှိတ်ထားပေးမယ်စိတ်ကိုပေါင်ရင်းမှာပဲထားပြီးခါမယ်မျက်နှာကြောလေးလျှော့ထားပြီးမျက်မှောင်ကြီးကျုံထားတာတွေကြိတ်ထားတာမျိုးတွေမလုံးမိစေနဲ့နော်ရှူသွင်းရှူထုတ်ရှူသွင်းရှူထုတ်လေးနဲ့သွားပေးပါโอเคခါလေးဆက်ရှူခေါင်းလေးမော့ထုံးမယ်ရှေ့ကိုကိုင်းပြီးရှော့ချလိုက်လက်လေးနှစ်ဖက်ရှေ့ကိုဆက်ပြီးတော့ဖြည်းဖြည်းချင်းရှော့ဖိချ1 2 3 4
5 6 7 8 9 10ဒါလေးပြန်ချ6လေးအရှိနည်းနည်းလေးတိုးလာအဲ့ကွေးရတိုင်းလေးနည်းနည်းတိုးပြန်လုံးမယ်ရှူမယ်မော့ထုံးမယ်ရှေ့ကိုင်းပြီးရှော့ချဖီချတာ1 2 3 4 5 6 7 8 9 10ဖြည်းဖြည်းချင်းပြန်ထโอเคအခုပြသွားတဲ့ဒီလေ့ကျင့်ခန်းလေးတွေကိုကျမတို့နိုင်နေဆိုရင်နောက်ထပ်2ကြော့3ကြော့ထပ်လုပ်လို့ရတယ်ပြီးပြီဆိုလို့ရှိရင်ကိုကနောက်ရက်ဒီမှာဆိုလို့ရှိရင်ကျမတို့ပထမတော့ကလုပ်သွားတဲ့ day 1 day 2အခုဒီနေ့ day 3ပေါ့နော်သုံးခုစလုံးပေါင်းပြီးလဲလေ့ကျင့်လို့ရတယ်နော်လုပ်ကြည့်ပါကဲကိုကသိချင်တာပါညာရှိရဆိုရင်ကျမရဲ့နောက်ထပ် page တစ်ခုဖြစ်တဲ့ပေါ့နော်ဟို Writing Yoga page ရဲ့ Messenger ပေါက်မှာလာပြီးတော့မေးလို့ရပါတယ်တဒါ